အားလုံးပဲမင်္ဂလာပါကျမအခုမျှဝေမှာကတော့မြတ်ဗုဒ္ဓအလိုကြားဘဝနေထိုင်နည်းနဲ့ပတ်သက်ပြီးတော့မျှဝေမှာဖြစ်ပါတယ်ရှင်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကပေါ့နော်ဖယားလောင်းဘဝကစပြီးတော့ဘဝတိုင်းပါရမီတွေဖြည့်ကျင့်တဲ့အခါမှာရည်ရွယ်ချက်ကြီး၃ခုနဲ့ဖြည့်ကျင့်တယ်ဗုဒ္ဓထာစရိယတတဝါတွေကိုတန်တရာဝိစင်ရကနေပြီးတော့ကဲတင်နိုင်ဖို့အတွက်ဆိုရင်တပ်ပိညုတဉာဏ်ကိုရအောင်နဲ့ဖျားဖြစ်ဖို့အတွက်ကျင့်စဉ်ကိုအရင်ပေါ့နော်ဖျားဖြစ်ဖို့ပေါ့နော်ဒီရွယ်ချက်တွေကိုရွယ်ချက်ကြီး၃ခုကိုဥထိတ်ထားပြီးတော့ပေါ့နော်ကျင့်ဆောင်ခဲ့ဟုတ်ကဲ့ရှင်ကိုရိုင်းကပြေးဝနေမှသာတခြားသူတွေကိုလည်းပေးလို့ရမှာကိုခဘလောက်ပဲပေးချင်နေပြောပေးချင်စိတ်ဘလောက်ပဲရှိကိုမှဘာမှမရှိဘူးဆိုရင်ဘာမှပေးလို့မရအောင်ဒါကြောင့်အရင်ဆုံးကိုရိုင်းအရင်ဖြစ်ရတာဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓထာစရိယညာထထာစရိယကိုကပြေးဝသွားပြီဆိုရင်ကိုရဲ့မိသားစုကိုရဲ့ပတ်ဝန်းကျင်ကိုဘာလုပ်လို့ရပြီလဲပြန်လေပြီးတော့မျှဝေလို့ရပြီအဆင်ပြေအောင်လုပ်ပေးလို့ရပြီကိုသိတဲ့အရာတွေကိုပြန်လည်မျှဝေလို့ရပြီလောကထစရိယလောကသားတွေကဘာသူကဘာသားတွေနဲ့တတဝအများကောင်းစားဖို့အတွက်ကျင့်ခဲ့တဲ့ကျင့်စဉ်တွေပဲဖြစ်ပါတယ်ရှင်ဒါကျင့်စဉ်တွေပေါ့နော်ဒါကြောင့်နဲ့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာနံပါတ်1ကိုရိုင်းသိအောင်လုပ်ရမယ်နံပါတ်2ကိုရိုင်းသိတဲ့အခါကျရင်ကိုရိုင်းသိပြီးတဲ့အခါကျရင်ကိုရဲ့မိသားစုကိုရဲ့ပတ်ဝန်းကျင်ကိုသိအောင်လုပ်ပေးရမယ်နံပါတ်3လောကကြီးတစ်ခုလုံးသိအောင်ကိုစွမ်းရင်စွမ်းနိုင်တယ်လို့လုပ်ပေးရမယ်ရှင်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကတသိန်းတန်းရဲ့အထက်100တန်းရဲ့အောက်မှာဘာကြောင့်မပွင့်တာလဲဒီမေကုန်းကိုမေးလာခဲ့မယ်ဆိုရင်တက်တန်းရှိတဲ့အချိန်တသိန်းတန်းရဲ့အထက်ဆိုရင်တက်တန်းကရှိတယ်တက်တန်းကအရန်ရှိတဲ့ခေတ်ဆိုတာရှိတယ်အဲ့လိုအရန်ရှိတဲ့အခါမှာအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကမထင်ရှားဘူးမထင်ရှားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာလေဖះကမပွင့်ဘူးအနိစ္စအခုချိန်မှာစမလုံးကိုပြောမယ်ဆိုအနိစ္စမမြဲဘူးဆိုတဲ့သဘောကထင်ရှားတယ်မနေ့ကဒီလူကိုတွေးလိုက်တယ်ဒါပေမဲ့နောက်တနေ့ကျရင် तू မရှိတော့ဘူးနေကျမတို့ပြောနေကြစကားနေမြင်ညာပြဟုတ်ကဲ့ရှင်မမြဲဘူးဆိုတဲ့သဘောကအခုချိန်မှာထင်ရှားတယ်ဒုက္ခဆင်းရဲခြင်းကလည်းထင်ရှားတယ်ရှင်ကျမတို့ကလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်လူသားရဲ့တာဝန်တွေကိုထမ်းဆောင်ရတာရှိတယ်မနှမ်းအိရနိုးဝီဆိုနဲ့မျက်နှာသေးရလဲသွားတက်ရလဲဒီစားတတ်တဲ့ခန္ဓာကြီးဖြစ်တဲ့အတွက်ကြောင့်ကျမတို့အစားအသောက်တွေကိုလည်းစားရတယ်အဲ့ဒီလိုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ကလည်းရှာဖွေစားတောက်ရတာလည်းရှိတယ်ကြိုးစားရတာလည်းရှိတယ်ဒုက္ခတွေအမျိုးမျိုးပေါ့နော်ရှိတယ်ကျမတို့လည်းဒီခန္ဓာကိုယ်ကြီးကိုကျမ်းမအောင်ချမ်းသာအောင်အမျိုးမျိုးပါလုံးနေရလဲထိမ့်သိမ့်နေရလဲစောက်ရှောက်နေရလဲဂယုဆိုင်နေရတယ်ဒါကဆင်းရဲခြင်းတွေပါပဲဒုက္ခပြီးတော့ဒုက္ခဆင်းရဲခြင်းအနတ္တအစိုးမရအောင်ကျမတို့ဘလို့ပဲချမ်းဒီခန္ဓာကိုယ်ကြီးကိုကျမ်းမအောင်ထားချမ်းသာအောင်ထားမအိုအောင်တော့ဘလို့ပဲအလားပါစေကန်းတွေကိုပဲတော့အလားပစ္စည်းတွေဘလောက်ဈေးကောင်းတာတွေကိုပဲတုံအိုတက်တဲ့ခန္ဓာကြီးမို့လို့အိုကလေဘလောက်ပဲကျမကြီးတွေကိုဂယုဆိုင်နာတတ်တဲ့ခန္ဓာကြီးမို့လို့နာတယ်လို့နောက်ဆုံးမှာသေရမယ်ခန္ဓာကြီးမို့လို့သေတယ်ဒီတော့လေအနတ္တအစိုးမရဘူးမသေးပါနဲ့လို့လည်းပြောလို့မရဘူးမအိုပါနဲ့လို့လည်းပြောလို့မရဘူးမနာပါနဲ့လို့လည်းပြောလို့မရဘူးအခုချိန်မှာတော့နေစာဒုက္ခအနတ္တဆိုလေလက္ခဏာကြီး၃ပါးဟာတိတိတတာနဲ့ကိုထင်ရှားတယ်တတန်100တန်းရဲ့အောက်ဘာလို့မပွင့်တာလဲဂေါတမဗုဒ္ဓက100တန်းတိမှာပွင့်သွားတာ100တန်းရဲ့အောက်မှာမပွင့်ဘာကြောင့်လဲတက်တန်းတိုတဲ့အချိန်မှာလူတွေဟာလေခိုးဆိုးလူနိုင်တွေကအယမ်းများလေဗုဒ္ဓဆိုလေပုဂ္ဂိုလ်ကဟောတဲ့တရားတွေကမသက်ပါနဲ့မခိုးပါနဲ့ကာမဂုဏ်နဲ့မပြစ်မှားပါနဲ့အရက်သေးစားမတောက်စားပါနဲ့လိမ်မပြောပါနဲ့စသည့်အရာတွေပြောတယ်ဒါပေမဲ့ကျမတို့လူသားတွေကလှုပ်ချင်ရင်ဖျားစကားလဲလွန်ဆန်ပြီးတော့လှုပ်ချင်တာလှုပ်တာပဲဒီတော့ဖះနဲ့ကအစင်မပြေဘူးလေမလုံးနဲ့တော့ပြောလေလုံးမှာပဲဒါကြောင့်သသိန်းတန်းရဲ့အထက်100တန်းရဲ့အောက်ဗုဒ္ဓမပွင့်ဘူးဘယ်အချိန်မှာလဲမြင့်မို့တောင်ပေါ့နော်ဖះဘယ်နေရာမှာပွင့်လာလဲဆိုရင်မြင့်မို့တောင်ကအလယ်မှာသူ့ရဲ့ဘေးကအရှေ့နောက်တောင်မြောက်ဆိုပြီးတော့ကျုံကြီးလေးကျုံဝင်းရံထားတယ်ဖះကတောင်ကျွန်းမှာပွင့်တယ်ဘယ်ဒီနေရာဘယ်ဒေသလဲဆိုရင်မစ္စည်းမဒေသကျမတို့တာမန်သူတွေတောင်အလုံးလုံးရင်နေရာဒေသအချိန်တွေကိုကြည့်ပြီးတော့လုပ်ရလဲဖျားဖြစ်မဲ့ပုဂ္ဂိုလ်ကလည်းဘယ်ဒေသမှာပွင့်တာလဲမစ္စည်းမဒေသမှာပွင့်တာကုလအမျိုးဘယ်အမျိုးတွေ2မျိုးပဲရှိလဲ
ပုံနာပေါ့နော်ဗြဟ္မဏပုံနာမျိုးရှိသလိုခတ္တိယမင်းမျိုးရှိတယ်ကကုတံကောနာကုံကတ္တပဂေါတမဖျောင်းလေးစုပွင့်ခဲ့ပြီးတဲ့အခါမှာရှေ့က3စုသည်ပုံနာမျိုးဗြဟ္မဏဆိုလဲပုံနာပညာတတ်မျိုးရိုးမှာမွေးဖွားတယ်ကျမတို့ကိုယ်ကလည်းဂေါတမမြတ်စွာဘုရားကခတ္တိယမင်းမျိုးမှာမွေးဖွားတယ်ပေါ့နော်မင်းမျိုးမှာဖြစ်တယ်လူတော်များများကပြောကြတယ်21ရာစုကိုရောက်နေပြီပညာတတ်တွေနေရာရမယ်အချိန်ပညာတတ်တွေရှေ့တန်းရောက်ရမယ်အချိန်တို့ပြောပေမဲ့တကယ်တမ်းကျတော့ပညာတတ်တွေကိုဦးစားပေးတဲ့ခေတ်ဆိုတာလည်းရှိသလိုအာဏာရှိတဲ့သူတွေကိုဦးစားပေးတဲ့ခေတ်ဆိုတာလည်းရှိတယ်လက်ရှိအချိန်တက်တန်တိုတဲ့ခါလာမှာဆိုရင်ပညာထက်အာဏာကိုပို့ပြီးတော့ဦးစားပေးကြတယ်အာဏာရှိရင်ဘာမဆိုဖြစ်နိုင်တဲ့ဒါကြောင့်မို့လို့ကျမတို့ကိုးကွယ်ပါတယ်ဆိုတဲ့ဂေါတမဗုဒ္ဓတောင်မှာဘာမျိုးရိုးမှာဖြစ်တာလဲခတ္တိယမင်းမျိုးမှာဖြစ်တာအာယုအမေရဲ့အသက်ကိုကြည်လား10လနဲ့9ရက်ကျန်တယ်9လလည်း10လဖွားပြီးတော့ဖယားမွေးဖွားပြီးတော့9ရက်မှာမေတော်ကတည်တယ်လို့ပြောရမှာပေါ့အဲ့ဒီတော့တဲ့မေတော်ဖြစ်မဲ့သူဖယားလောင်းရဲ့ဘေးနားမှာနေတဲ့သူတွေအကုန်လုံးကပါရမီတွေဖြည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့အရာတွေကိုလည်းအပြစ်လည်းမမြင်ဘူးအပြစ်လည်းမတင်ဘူးနားလည်ပေးတယ်ကျမတို့တာမန်သူတွေကြတော့ဘယ်လိုမျိုးတေးလဲဆိုရင်တော့မိဘအနေနဲ့ပေါ့နော်ငါရဲ့သမီးငါရဲ့မိန်းမကဒီကလေးကိုမွေးလို့တေးရလားဒီကလေးကငါလို့အတွက်ကန်ဆိုးစေတဲ့ကြိုးကောင်မဟုတ်ဘူးရှင်မိသားစုတစုဖြစ်တဲ့ဆိုတာကဘာလေတူရတာလဲဆိုတော့ကုသိုလ်လေးလဲတူတယ်ကုသိုလ်လေးတူမှသူတို့ဖြည့်ခဲ့တဲ့ကုသိုလ်လေးနဲ့တဲ့ကံနေတူမှမိသားစုဖြစ်တာဒီကလေးကလည်းအမိမဲ့ဖြစ်ရမယ်ဇာတာပါလာလေဒီမိခင်ကလည်းဒီကလေးကိုမွေးပြီးတေးရမယ်ဇာတာအဲ့လိုမျိုးတိုက်ဆိုင်လို့သာသူတို့နှစ်ယောက်စုံစည်းတာလို့ပြောလို့ရမှာပေါ့ဒီကလေးမွေးတော့ဒီအမေသေးလားမဟုတ်ဘူးကြိုးကောင်လည်းမဟုတ်ဘူးဒါကတော့လွဲမှားနေတာတခုပေါ့နော်ဒါဆိုဖျားလောင်းကိုမွေးတော့မဲတော့သေးတာလားမဆိုင်ဘူးရှင်ဒါတွေကသူ့ရဲ့နေရာမှာအတိုင်းဖြစ်တာဗုဒ္ဓကဘယ်အချိန်မှာပရိသတ်တွေနေတာလဲမဟာတက္ကရေ60ဝါဆိုလပြည့်နေ့မှာပရိသတ်တွေနေပြီးတော့မဟာတက္ကရေ68ကဆောင်လပြည့်နေ့မှာမွေးတယ်ဘာလို့လဲဖယားတကယ်ရှိလားတော့ပြောတဲ့အခါကျရင်ရှိတယ်ဘယ်အချိန်မှာမွေးလဲဘယ်နေရာမှာမွေးတယ်ဘယ်နေရာမှာပွင့်ခဲ့တယ်တောင်ကျွန်းမှာပွင့်ခဲ့တယ်မစ္စည်းမဒေသမှာမစ္စည်းမဒေသတောင်ကျွန်းမှာပွင့်ခဲ့တယ်အဖေကတော့တောက်တော်တနမင်းကြီးမေတော်ကမာယာဒေဝီဒီလိုမျိုးတွေကဒါကခိုင်မာသောသမိုင်းကြောင်းနေပါပဲဗုဒ္ဓကလည်းတကယ်ရှိမရှိသိချင်ရင်ဗုဒ္ဓဟောခဲ့တဲ့တရားတွေကိုလေးလာပြီးတဲ့အခါမှာလိုက်နာပါကျင့်သုံးပါဗုဒ္ဓရှိမရှိဆိုတာသိရမှာပါဗုဒ္ဓနဲ့အတူပေါ့နော်ဗာလဲဆိုရင်ဖွားဘတ်တော်တွေကအာနန္ဒာဘောဓိပင်ကာလုထာယီအမတ်ရသောတရားစန္ဒာအမတ်ရွှေအိုကြီးလေးလုံးကနကမြင်ဒါတွေကဘာလေးလဲဆိုရင်တော့ဖွားဘတ်တော်လေးပါပဲဖျားဖြစ်လာမဲ့သူပဲမွေးပြီးတာနဲ့တော်ထွက်ပါလားထွက်လို့မရဘူးရှင်16ကနှစ်ကနေ29နှစ်အထိလောကစည်းစိမ်ကိုခံစားတယ်ဘာကြောင့်ခံစားရလဲလောကရဲ့အပြစ်ကိုမြင်ဖို့ဆိုရင်လောကထဲမှာနေကြည့်ရတယ်ဒီအစားအစာကိုမစားဘူးပဲနဲ့ဒီအရသာကိုပြောလို့မရဘူးဒီလိုပဲစီးစိမ်ဥစ္စာရဲ့ပြည့်စုံခြင်းရုပ်ဝတ္ထုတွေရဲ့ပြည့်စုံခြင်းကတကယ်တမ်းစိတ်ချမ်းသာမှုကိုအပြည့်အဝမပေးနိုင်ဘူးဆိုတာဒီပစ္စည်းကိုသုံးဆွဲဖူးတဲ့သူတိုင်းမှာသိတယ်ရုပ်ဝတ္ထုလည်းဘလောက်ပဲချမ်းသာဘလောက်ပဲပြည့်စုံတကယ်တမ်းစိတ်ချမ်းသာမှုကိုမပေးနိုင်ဘူးဆိုတာအများကြီးပဲဒီလူကဆင်းရဲလို့စိတ်ဆင်းရဲမယ်လို့မထင်နဲ့စိတ်ချမ်းသာနေလာရဲ့ရှိတယ်ဒီလူကကြီးတက်ချမ်းသာလာပဲဒီလူကတော့စိတ်ချမ်းသာစရာတွေကြီးပဲရှိနေမယ်တော့မထင်နဲ့ဒီလူမှလည်းပြောပြလို့မရတဲ့စိတ်ဆင်းရဲစရာတွေဆိုတာရှိတယ်ရုပ်ဝတ္ထုလည်းချမ်းသာတိုင်းစိတ်ချမ်းသာတာမဟုတ်ဘူးရုပ်ဝတ္ထုလည်းမရှိတိုင်းလည်းဆင်းရဲလာမဟုတ်ဘူးဒါကြောင့်နဲ့ဒီရုပ်ဝတ္ထုတွေရဲ့အပြစ်ကိုမြင်စိတ်ဒီပစ္စည်းတွေရဲ့ဒီစည်းစိမ်တွေကတကယ်တမ်းစိတ်ချမ်းသာမှုကိုမပေးနိုင်ဘူးဆိုတာသိမှသာဒီပစ္စည်းတွေကိုလည်းမသုံးဘူးဒီပစ္စည်းတွေကိုလည်းစွန့်ပဲဒီပစ္စည်းတွေကိုလည်းပါလဲဖက်တွယ်မှာမဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့သိဖို့အတွက်ဆိုရင်ねဗုဒ္ဓကပါလေလောကရဲ့စည်းစိမ်ကိုခံစားရပါရှင့်ကျန်တဲ့အပိုင်းတွေကိုတော့နောက်ရက်တွေမှာဆက်လက်ပြီးတော့မျှဝေမှာဖြစ်ပါတယ်ရှင့်ယေရှုတင်ပါတယ်